ပွဲထဲမှာအကြီးကျွေးတဲ့မုတ်တိတ်ကြီးပဲပတ်စားရင်တော့ဘိုက်ပြည့်ရဲဆိုတဲ့စားတောက်ဆိုင်ငံပေါင်းရာကျော်ပါဝင်တဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးတေးဆော့တဲ့ Golden Land 2026ပွဲကြီးဒီပွဲကြီးကိုဇူလိုင်25 26နှစ်ရက်ထဲကျင်းပပြီးဒီနေ့တရက်ထဲကျန်တော့တာမို့လို့အမိသွားလို့ရအောင်လာပြောပြပေးတာပြီးတော့ဝင်ကြီးလဲပေးစရာမလိုပဲသွားရောက်လဲပဲလို့ရပါရဲ့နော်ဒီပွဲထဲမှာအခြားစိတ်ဝင်စားစရာကောင်းတဲ့ဖျော်ဖြေတင်ဆက်မှုတွေပါပေမဲ့ကိုတွေကအစားတလိုင်းဆိုတော့မုတ်ဆိုင်တွေကအမြီးတွေကို3ခေါက်လောက်ကိုပတ်စားခဲ့လိုက်တယ်ပွဲထဲမှာ food vlogger ညီကိုမောင်နှမရင်းနဲ့လဲစုံတော့မြန်မာယူရဒေတာစာတွေလည်းအတူတူမြည်စားကြရင်လည်းပို့ပြီးပျော်စရာကောင်းခဲ့တယ်အထူးစီစဉ်များအနေနဲ့မြန်မာနိုင်ငံရဲ့ဒေတာလိုက်မတူညီတဲ့အစားအစာယဉ်ကျေးမှုတွေကိုခင်မီစမ်းတစ်တဲ့ချက်ပြုတ်ဖန်တီးမှုတွေနဲ့အမြင်အသစ်များအပြင်အမှုပညာမြောက်တင်ဆက်မှုတွေများကိုပါ live cooking demonstration အနေနဲ့ချက်ပြုတ်ပြသသွားမှာပဲဖြစ်ပါတယ်စားတောက်ဆိုင်လုပ်ငန်းရှင်များအတွက်လည်းအကြံဉာဏ်နဲ့ဗဟုသုတတွေကိုရရှိနိုင်မဲ့ပညာပေးဆွေးနွေးပွဲအစီအစဉ်တွေလည်းပါဝင်တာမို့လို့ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်26ရက်နေ့မှာဆိုရင်လည်းဒေတာထွက်ကုန်တွေနဲ့ပြင်ဆင်မဲ့ကျွမ်းကျင်တဲ့ကော့တေးဖြော်ဆက်ပြသမှုတွေကိုပါကြည့်ရှုခန်းစားနိုင်မှာပဲဖြစ်ပါတယ်နော်ဒေတာလိုက်ပါဝင်ပြသရောင်းချသွားမဲ့ဇုံတွေကတော့ရန်ကုန်မန္တလေးပုဂံရှမ်းတောင်ရခိုင်တဝယ်မြိတ်ကယားချင်းမော်လမြိုင်ကရင်ငပလီစတဲ့ဒေတာပေါင်းစုံကအစားအစာတွေကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒေတာဆောင်ကမတူညီရဲ့မြန်မာယူကအစားအစာတွေတော်တော်များများကိုပတ်စားခဲ့ပြီးတော့လက်ဆောင်လေးတွေပါထည့်ပေးတဲ့ဆိုင်တွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ကဲပွဲလေးက YCC ရန်ကုန် Convention Center မှာဇူလိုင်26ရက်ထဲကျန်တော့တာမို့လို့လက်လွတ်မခံပဲသွားကြဖို့လည်းဒီကနေ့အတည်ပြုလိုက်ပါရနော်ကျွန်တော် vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်တတာ